လိုပုဂ္ဂိုလ်မျိုးကိုယ့်ဘက်ကိုရက်တာလေအဲ့ဒါမလားကိုယ့်ဘက်ကိုပဲရက်ကိုယ်ဆွေမျိုးဘက်ကိုပဲရက်လိမ်မျိုးတွေပြောပါမျိုးတွေပြောပါမျိုးလိမ်မျိုးမကောင်းဘူးပါကိုယ်ဆွေမျိုးတွေနော်ကိုယ်ဆွေမျိုးပဲငါတပည့်ပဲအဲ့ဒါကိုယ့်ဘက်ကိုရက်ညံ့ညံ့တမရှိဘူးပေါ့ကွာနော်ခွေးအားပြောကြည့်သားမအောင်ခွေးအားဆိုတာအုပ်စုဖွဲ့ပြောပါတော့အုပ်စုဖွဲ့လူမျိုးတူအုပ်စုဖွဲ့တာလေရွာတူအုပ်စုဖွဲ့တာဒေသတူအုပ်စုဖွဲ့တာညံ့ညံ့တမရှိဘူးအုပ်စုဖွဲ့လူကြီးတွေကဒါငါရွာကွာဒါငါပါညာတာရကနဲ့အဲ့လိုမှန်တော့ကိုယ်စီရောက်လာရင်ကိုယ့်ရဲ့တပည့်ပဲဒီမှာလို့ဘယ်ရောက်ကိုယ်လူတဲ့ကိုယ့်ရွာကိုယ်တခါတည်းမှနေပဲဟိုအဲ့လိုမျိုးတွေအုပ်စုမဖွဲ့ရအောင်အဲ့လိုအုပ်စုဖွဲ့တယ်ဆိုလို့ရှိရင်သူကလူကြီးအင်္ဂါရတဲ့မပါဘူးအဲ့ဒါရှင်များတို့လူကြီးဖြစ်တဲ့အခါမလုပ်ရမယ်အလုပ်ဘယ်နှချက်တုံးပြောကြည့်သားမအောင်ခဏမဟုတ်တဲ့ကိုင်းမယ်လွာသောလိမ်မျိုးခွေအားဤချဝနာယကမတေတာ